အသက်20နှစ်အရွယ် West Ham ကွင်းလေလူ Matías Fernandes ကိုခေါ်ယူဖို့ Manchester United နဲ့ Tottenham Hotspur တို့အပြိုင်ကြိုးပမ်းခဲ့ကြရမှာ Tottenham ကပေါင်85 တန်းထိကမ်းလှမ်းပြီးသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီပြောင်းရွှေ့ခြင်းဟာ Tottenham အသင်းသမိုင်းတစ်လျှောက်အမြင့်ဆုံးအဖြစ်စံချိန်တင်သွားမှာဖြစ်ပြီး2022ခုနှစ်ကDominic Solanke ကိုပေါင်65တန်းနဲ့ခေါ်ယူခဲ့တဲ့စံချိန်ကိုကျော်ဖြတ်သွားမှာဖြစ်ပါတယ်။မိုနာကိုအသင်းကဘာစီလိုနာကနေအန်ဆူဖာတီကိုအပြီးသက်ခေါ်လိုက်ပြီလို့တရားဝင်ကြေညာလိုက်ပါပြီ။လီဂူဝမ်ကလပ်မိုနာကိုဟာအသက်23နှစ်အရွယ်ဖာတီရဲ့အညာခြေစွမ်းကိုသဘောကျလို့ယူရိုစစ်တန်းတန်အပြီးသက်ဝယ်ယူခွင့်ကိုတုံးလိုက်တာပါ။တချိန်ကဘာဇာမှာမက်ဆီရဲ့ကျောနံပါတ်10ကိုစက္ကန့်ခဲ့တဲ့ဖာတီဟာအခုတော့မိုနာကိုမှာ2030ဇွန်လအထိ4နှစ်စာချုပ်နဲ့ဆက်ရှိနေတော့မှာဖြစ်ပါတယ်။အပြောင်းရွှေ့ကိစ္စကိုဘာဇာရောမိုနာကိုရောနှစ်ဖက်စလုံးကအတည်ပြုထားပါတယ်။အညာနဲ့လာကစားပြီးတရားဒီလုံးခြေစွမ်းပြခဲ့လို့မိုနာကိုဘက်ကယူရိုစစ်တန်ပေးပြီးဖာဒီကို2030အထိစာချုပ်ချုပ်လိုက်တာပါ။ဘာစီလိုနာဘက်ကလည်းတရားဝင်ထုတ်ပြန်ချက်ထဲမှာနောက်တစ်ချိန်ဖာဒီကိုတခြားအသင်းစီပြန်ရောင်းရင်ပြောင်းရွှေ့ခြင်းရာခိုင်နှုန်းဝေစုထည့်ထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရာသီမိုနာကိုမှာအညာနဲ့လာကစားတော့ကဖာဒီတယောက်ကစားဟန်ပြန်တက်လာပြီးပွဲ30မှာ10နှစ်ဂိုးထိသွင်းခဲ့ပါတယ်။ဒါဟာမိနစ်130တိုင်းမှာတဂိုးနှုန်းသွင်းခဲ့တာဖြစ်ပြီးလီဂူဝမ်မှာဂိုးသွင်းတေချာဆုံးနှုန်းဖြစ်ခဲ့တာပါ။ဒါအပြင်ပွဲစဉ်လိုက်အကောင်းဆုံးကစားသမား3ချိန်ရခဲ့ပြီးမိုနာကိုအတွက်အသုံးဝင်တဲ့ကစားသမားဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ယိုဘတ်လီဝင်ဒိုစကီကတော့ချီကာဂိုဖိုင်းယားကိုပြောင်းသွားပြီဖြစ်လို့မေဂျာလိမှာသောမတ်မူလာမက်ဆီရိုနဲ့ဆုံကြတော့မှာပါ။လီဝင်ဒိုစကီဟာပြီးခဲ့တဲ့ရာသီကုန်မှာဘာဇာနဲ့စာချုပ်ပြီးအလူပြောင်းရွှေ့ခြင်းနဲ့ထွက်လာတာဖြစ်ပါတယ်။ပိုလန်အသင်းခြေစစ်ပွဲမအောင်လို့သူကမ္ဘာဖလားပွဲမကစားရပေမဲ့မကြာခင်မှာအမေရိကန်မြေမှာဘောလုံးကန်တာကိုမြင်ရတော့မှာပါ။သူဟာချီကာဂိုအသင်းနဲ့2028ရာသီကုန်ထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။လီဗာပူးအသင်းဟာ PSG ရဲ့ပြင်သစ်တောင်ပံကစားသမားဘယက်လေဘာဂိုလာကိုခေါ်ယူဖို့အလားအလာပိုများလာပြီးကစားသမားရဲ့အေဂျင့်တွေနဲ့လည်းထပ်မံဆွေးနွေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။သတင်းဌာနရဲ့အဆိုအရဒီနွေရာသီအပြောင်းရွှေ့ပိတ်ခါနီးမှာအသက်23နှစ်အရွယ်ဘာဂိုလာဟာ PSG ကနေထွက်ခွာဖို့ရာခိုင်နှုန်းတော်များနေပြီးဒါဟာလီဗာပူးအတွက်အခွင့်အလမ်းကောင်းဖြစ်လာတယ်လို့ဆိုပါတယ်။တကယ်တော့လီဗာပူးရဲ့နံပါတ်1ပြစ်မှတ်ကလိုက်ပစစ်အသင်းကတောင်ပံကစားသမားယန်ဒီယိုမန်ဒီဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အပြောင်းရွှေ့အခြေအနေတွေအပြောင်းလဲဖြစ်သွားတာကြောင့်လီဗာပူးဘက်ကစီမံကိန်းတစ်ပြန်ဆွဲပြီးဘာဂိုလာကိုထိပ်တန်းပြစ်မှတ်အဖြစ်ပြောင်းလဲသတ်မှတ်လိုက်တာပါ။အခုဆိုရင် MP မှာနေပြတဲ့အန်တိုနီအီရာအိုလာရဲ့ခေတ်သစ်ကိုစတင်နေပြီဖြစ်လို့အသင်းရဲ့ကစားသမားခေါ်ယူရေးမဟာဗျူဟာကလည်းတိတိတသာပြောင်းလဲလာပါတယ်။အဲ့ဒီထဲမှာဘာဂိုလာဟာနေပြတဲ့လိုချင်တဲ့ပုံစံမျိုးနဲ့အကွက်တိဖြစ်နေတာပါ။လီဗာပူးဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာဘာဂိုလာရဲ့ကိုယ်စားလှယ်တွေနဲ့ထပ်မံစကားပြောခဲ့ပြီးဘာဂိုလာကိုယ်တိုင်လည်းအပြောင်းရွှေ့မပိတ်ခင် PSG ကနေထွက်ခွာဖို့ပြင်ဆင်နေရဆိုတဲ့အရေးအယောင်ကောင်းတွေရရှိထားပါတယ်။ဒါကြောင့်မို့လို့ဒီအပြောင်းရွှေ့တာတကယ်ချစ်လာရင်တော့ဒါဟာဒီနွေရာသီရဲ့ဟိုးလေးကြော်အဖြစ်ဆုံးအပြောင်းရွှေ့သတင်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။